ရှာစမြေမို့လေရှာသေးရဘူးတဲ့မေရင်နာစရာအကြောင်းတွေကိုဖန်တီးခဲ့သူအချစ်ရဲ့မပိုင်ဆိုင်သူအတွက်ဆိုဒီကမ္ဘာလောကအစင်အမြဲခံချနေစေအဖြစ်ဟောင်းရဲ့ကျွင်းချမ်းတွေကိုမစင်စားနဲ့လေအချစ်ရဲ့မယုံနိုင်အောင်မဲသူဖြတ်စီခဲ့တယ်မရောက်သေးတဲ့အချစ်လမ်းခရီးကိုရင်နာရရဲ့အခြေခံဟာသူကိုယ်တိုင်ရဲ့အဆုံးဖြတ်ပါအဆုံးဖြတ်ပါကဲဆိုရင်မေဟာလိုလေးသေးမရှိတဲ့ဆန္ဒရဲ့တကူရှင်လားဒါဆိုရင်မေဟာကိုယ်နဲ့မထိုင်မှန်သိတဲ့အချစ်ရဲ့မပိုင်ဆိုင်သူအတွက်ဆိုဒီကမ္ဘာလောကအစင်အမြဲခံချနေစေအဖြစ်ဟောင်းရဲ့ကျွင်းချမ်းတွေကိုမစင်စားနဲ့လေအချစ်ရဲ့မယုံနိုင်အောင်မဲသူဖြတ်စီမရောက်သေးတဲ့အချစ်လမ်းခရီးကိုရင်နာစရာရဲ့အခြေခံဟာသူကိုယ်တိုင်ရဲ့အဆုံးဖြတ်ပါအဆုံးဖြတ်ပါတကယ်ဆိုရင်မေဟာလိုလေးသေးမရှိဆန္ဒရဲ့တကူရှင်လားဒါဆိုရင်မေဟာကိုယ်နဲ့မထိုင်မှန်သိတယ်အချစ်ရဲ့